ဒီတော့ကျွန်တော်ဒီနေ့ဒီကိုမလာခင်မှာမနေ့ပိုင်းမှာကျွန်တော်ဆရာမျိုးမြတ်သူနဲ့ Sunday Talk ဆိုတော့ကျွန်တော်ပြောရတယ်တယ်လီဗီရှင်းမှာပြောတယ်တနင်္ဂနွေနေ့ကျရင်လာမှာပေါ့ကျွန်တော်ဘာအကြောင်းပြောလဲဆိုရင် resource cut ဆိုတော့ပြောတယ်သဘာဝတယံဇာတကျိန်စာဆိုပဲပြောတယ်တယံဇာတကျိန်စာတကယ်တမ်းရှိလားကြောက်ဖို့ကောင်းလားဆိုတာပြောပြကြပါလေဗမာပြည်မှာတယံဇာတတွေအများကြီးရှိတယ်ဘယ်လောက်များလဲဆိုရင်ဗမာပြည်ရဲ့မြေမျက်နှာပြင်54%ဟာတယံဇာတတွေနဲ့ပြည့်ဝတယ်54%ကိုတယံဇာတရှိတယ်ဆိုတော့ကျွန်တော်တို့တူးလိုက်မယ်တောင်ကြီးတို့ဖယ်လိုက်မယ်ဆိုရင်နောက်ပိုင်းမှာဖြစ်မှာဘုံလူတွေနေဖို့ဟာဘယ်လောက်ပဲကြာမယ်46%ပဲကြာမှာပေါ့ဒီတောတွေတောင်တွေမြစ်တွေကိုကျွန်တော်တို့ရွှေ့တော့တူးမယ်ဆိုရင်အဲ့လိုမျိုးဖြစ်သွားမယ်အဲ့ဒါမျိုးဟာတယံဇာတကျိန်စာဖြစ်မလားနံပါတ်1စဉ်းစားကြည့်တယ်လွန်ခဲ့တဲ့10နှစ်လောက်ကမှဒီစကားကောင်းကောင်းမွန်ပေါ်လာတာတယံဇာတကျိန်စာဆိုတာတချို့တိုင်းပြည်တွေဟာတဲ့တယံဇာတရှိလေလေဒုက္ခရောက်လေလေပဲအထူးဖြင့်ရေနံရှိတဲ့ကူဝိတ်တို့အီရတ်တို့အခုအီရန်တို့နိုင်ဂျီးရီးယားတို့ဒီနိုင်ငံတွေဟာဆင်းရဲအတိဒုက္ခရောက်နေတယ်ဗမာပြည်လို့တယံဇာတပေါ်ကျွယ်သွားတဲ့နိုင်ငံကလည်းမချမ်းသာဘူးလုံးဝတယံဇာတမရှိဘူးနဲ့ကြောက်တောင်ကျွဲဘာမှမရှိတဲ့ခင်ဗျားတို့အမှန်တန်ချစ်တဲ့ကိုရီးယားတောင်ကိုရီးယားကျွန်တော်အရင်လပဲရောက်ခဲ့တာအမှန်တန်လှတယ်ဘာမှတယံဇာတမရှိဘူးဂျပန်တယံဇာတမရှိဘူးစင်ကာပူရေတောင်ဝယ်တောက်နေရတယ်ဒီလူတွေကဘာလို့ချမ်းသာနေလဲတယံဇာတမရှိတဲ့တိုင်းပြည်ကချမ်းသာတယ်တယံဇာတမရှိတဲ့တိုင်းပြည်ကဆင်းရဲတယ်ဆိုတော့ဒါတယံဇာတရဲ့ကျိန်စာပဲလို့ပြောကြတယ်အဲ့တော့တယံဇာတကျိန်စာကိုအမျိုးမျိုးဖွဲ့ဆိုတဲ့နေရာမှာဆရာကြီးဦးမြင့်ပေါ့လေကျွန်တော်တို့နိုင်ငံတော်အကြံပေးသူ့နဲ့ပတ်သက်ပြီးတော့ပြောကြဆိုကြတဲ့ဟောပြောပွဲတစ်ခုကိုသွားတက်ဖူးပါတယ်သူပြောတဲ့ဟာဘာလဲဆိုရင်တယံဇာတကျိန်စာဆိုတာတဲ့နိုင်ငံတစ်ခုမှာအဲ့ဒီပစ္စည်းရှိနေအခုခေတ်လိုမျိုးပေါ့နော်အခုခေတ်မတိုင်ခင်ကရှိတဲ့အချိန်လေးကိုစဉ်းစားကြည့်အောင်တဲ့ကျွန်တော်တို့ကဓာတ်ငွေရောင်းတယ်ကျွန်းသစ်ရောင်းတယ်ရေနံရောင်းတယ်ရေနံကတော့သိမရောင်းရပါဘူးကြောက်တံပရမ ရောင်းတယ်ဓာတ်ငွေရောင်းတာပဲဒေါ်လာသန်း3000လောက်ရတယ်ကျွန်းသစ်တို့ကြောက်တံပရမတို့သန်း100ကျော်ရတာပဲဒီပတ်စံတွေနဲ့အစိုးရကရက်တီလို့ရတယ်အစိုးရပြည်သူထောက်ခံစရာလည်းမလိုထောက်ပံ့စရာလည်းမလိုအာဏာသာတည်မြဲရင်ကျွန်တော်တို့တိုင်းပြည်ဟာတယံဇာတတွေနဲ့ရက်တီနိုင်တဲ့အစိုးရရှိနိုင်တယ်ဆိုတော့အာဏာရှင်အစိုးရနှစ်ပေါင်းများစွာတည်တံ့ခဲ့ပါတယ်ဒါကကျွန်တော်တို့တယံဇာတကြောင့်ဖြစ်တာလို့ပြောပါတယ်ဘယ်လောက်ပဲပိတ်ဆို့တော်ရုံတန်ရုံတော့မထိခိုက်ခဲ့ပါဘူးအဲ့တော့တယံဇာတကြောင့်ဒီလိုဖြစ်တယ်လို့ပြောရင်ကျွန်တော်တို့တယံဇာတတွေတူးတော့ရောင်းပစ်လိုက်ရမှာမဟုတ်သေးပါဘူးတယံဇာတဆိုတာအမတန်ကောင်းမွန်တဲ့ပစ္စည်းလေကျွန်တော်တို့ကအမတန်နှစ်သက်တဲ့ဖို့ကောင်းတဲ့ဟာပဲရွှေတွေငွေတွေကြောက်တံပရမရွှေတွင်းငွေတွင်းပရင်ဒုတ်တာဒါတွေကအမတန်ချစ်စရာကောင်းတဲ့ဟာပဲအဲ့တော့တယံဇာတတကယ်တည်းကျိန်စာမဟုတ်ပါဘူးလို့တယောက်ကပြောတယ်ဘာကြောင့်လဲဆိုရင်နော်ဝေနဲ့နိုင်ဂျီးရီးယားကိုနှိုင်းယှဉ်ပြီးတော့ပြောတယ်နော်ဝေမှာလည်းရေနံထွက်တယ်သဘာဝဓာတ်ငွေထွက်တယ်အများကြီးထွက်တယ်နိုင်ဂျီးရီးယားမှာလည်းရေနံထွက်တယ်သဘာဝဓာတ်ငွေထွက်တယ်အများကြီးထွက်တယ်နှစ်နိုင်ငံလုံးကရောင်းစားနိုင်တဲ့အခြေအနေရှိတယ်ဒါပေမဲ့နော်ဝေတိုင်းပြည်အပေါ်ရောက်သွားတယ်အဆင့်အမှန်တန်မြင့်တယ်ခင်ဗျားတို့အားလုံးဒီနိုင်ဂျီးရီးယားအောက်မှာရှိနေဘာဖြစ်လို့လဲရှာလိုက်တော့နော်ဝေနိုင်ငံမှာ good governance ကောင်းမွန်သောအစိုးရ clean government ကောင်းတန့်ရှင်းသောအစိုးရဒီလိုအစိုးရမျိုးနဲ့စနစ်တကျအုပ်ချုပ်ရင်အဲ့ဒီတိုင်းပြည်ကချမ်းသာတယ်တိုးတက်တယ်နိုင်ဂျီးရီးယားကဆင်းရဲတယ်ဘာကြောင့်လဲအစိုးရကစနစ်တကျအုပ်ချုပ်ခြင်းမရှိလို့သဘုံထမယ်အဲ့သဘုံတွေကိုလည်းမနိုင်ဘူးအဲ့ဒီနားမှာအန်ဂိုလာတို့ဘာလို့ဆိုရင်စိန်ထွက်တယ်အဲ့ဒီစိန်တွေကိုယူရရောင်းတယ်
ဘယ်သူကယူရောင်းလဲသဘုံကယူရောင်းတယ်ရောင်းတော့အစိုးရကိုပြန်တိုက်တယ်အစိုးရရှုံးရင်သူတို့ကတိုက်ပြည်မှာခေါင်းဆောင်ဖြစ်တယ်အဲ့ဒီအစိုးရကိုနောက်အစိုးရကပြန်တိုက်ရင်သဘုံကပြန်တိုက်ရင်နောက်သဘုံကအစိုးရဖြစ်တယ်ဒီလိုမျိုးနဲ့တိုင်းသူပြည်သားတွေဆင်းရဲနေကြတယ်တကယ်တော့ဒီလိုဆင်းရဲတာအစိုးရကောင်းမရလို့ပဲဖြစ်တယ်အခုသမရကြီးဦးသိန်းစိန်ပြောတယ်ကျွန်တော်တို့ကဘာလို့လဲဆိုရင် good governance နဲ့ clean government လိုချင်ပါတယ်ဒါရအောင်စူးစမ်းနေပါတယ်ဒါဆိုရင်ကျွန်တော်တို့ဘာကြောက်เสียလို့လဲစဉ်းစားကြည့်ရင်ကျွန်တော်တို့အနေနဲ့ကြောက်เสียဘာမှမရှိပါဘူးကျွန်တော်တို့ကြောက်เสียကောင်းတာကျွန်တော်တို့ပညာမတတ်လို့ဖြစ်ရတယ်ပညာကိုမတတ်ဘူးဘ ഹു တုတမရှိဘူးနားမလည်ဘူးဆိုရင်မရပါဘူးတကယ်ဗမာပြည်ရဲ့ literacy rate လို့ခေါ်တဲ့ပညာတတ်ရာခိုင်နှုန်းက93ရာခိုင်နှုန်းရှိတယ်ဩစတြေးလျနဲ့တူတူပဲရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဆင်းရဲတာကျွန်တော်တို့စီကလူတွေစာမဖတ်ဘူးမျက်စိပိတ်ထားတယ်အသိဉာဏ်မဖွံ့ဖြိုးဘူးဘွဲ့ရပေမဲ့ကျွန်တော်တို့ပညာမတတ်ကြပါဘူးဒါကြောင့်ကျွန်တော်တို့ကဒါအမှန်တန်အရေးကြီးတဲ့ကိစ္စတလောကဦးနာ UMFCCI မှာပုဂ္ဂိုလ်တယောက်ကဟောပြောရတယ်ကျွန်တော်တို့ဒီဓာတ်ငွေပိုက်လိုင်းတွေကိုတရုတ်ပြည်ကိုပို့တယ်ဓာတ်ငွေတရုတ်ပြည်ကိုယူနန်နယ်ကိုပို့တဲ့ခါမှာစာချုပ်ချုပ်ထားတယ်ပတ်စံဘယ်လောက်ရလဲဆိုရင်ဒေါ်လာ29ဘီလီယံရတယ်အများကြီးတော့29ဘီလီယံဆိုတန်ပေါင်း2900ရှိတယ်အဲ့ဒါကိုနှစ်30ကြာရင်ရမယ်နှစ်30မှာရမှာပေါ့ဖြည်းဖြည်းရအောင်ဒါပေမဲ့စိတ်မကောင်းစရာတခုပြောရမယ်ဆိုကျွန်တော်ကဘာစိတ်မကောင်းလဲပေါ့မလေးရှားကတဲ့ဓာတ်ငွေရောင်းတဲ့ဟာတဲ့နှစ်လမှာဒေါ်လာ30ဘီလီယံရတယ်ကျွန်တော်တို့နားမလဲမသိတတ်လို့ကျွန်တော်တို့ဒီလိုမျိုးဆုံးရှုံးမှုတွေအများကြီးဖြစ်တာတွေ့ရတယ်ဒါကိုသတိထားကြပါကျွန်တော်တို့မှာ resource ဆိုတဲ့ဟာတွေရှိပါတယ် resource ကတော့ကျွန်တော်တို့တစ်ချိန်ကျရင်ထုတ်မယ်ရောင်းမယ်ဒါသိကြတာပေါ့